စိတ်ထားလေးတစ်ခုကောင်းတာပြောပြမယ်နော်အခုဘုန်းကြီးတရားဟောတဲ့ထဲမှာပေါ့နော်စိတ်ကောင်းထားဆိုတော့စိတ်ကောင်းထားတာကျမရှင်မှာစိတ်ကောင်းတစ်ခုရှိတာလေးပေါ့နော်ရှင်တို့ရှိမှာအခုဗီဒီယိုရှိကြည့်တဲ့လူတွေရှိမှာအဲ့လိုမျိုးရှိလားပေါ့အဲ့ဟာလေးကအေးချမ်းတယ်နော်အဲ့လိုမျိုးလေးရှိခြင်းအပြစ်ပေါ့ဘာရှိလဲဆိုလို့ရှိရင်ကျမမှာကောင်းတဲ့ကွက်တစ်ကွက်ရှိတယ်ပေါ့နော်မကောင်းတာတွေလည်းအများကြီးတော့ကိုမှာတော့လေဒါပေမဲ့အခုကြည့်တဲ့လူလေးတွေမှာရောပေါ့နော်ကျမလိုမျိုးကောင်းတဲ့ကွက်တစ်ကွက်ရှိလားဖြေပေးပါနော်ကျမရဲ့ကောင်းတဲ့ကွက်လေးကလေဘာလဲဆိုလို့ရှိရင်ကျမမှာဘဒုကိုမှမမုန်းတာလေးတည်မလားမမုန်းပါဘူးဘဒုကိုမှမမုန်းတဲ့အကျင့်လေးကောင်းတဲ့အကျင့်တစ်ခုရှိရပေါ့နော်ကျမကိုဘဒုပဲဘလို့ပဲပြောကျမရဲ့ပစ္စည်းကိုဘလို့ပဲယူဘလို့ပဲခိုးဘလို့ပဲကိုပြောပေါ့နော်ကျမဟိုပြောတဲ့လူဆဲတဲ့လူဆိုရှားတယ်တော့ဒါမဲ့လေဒါပေမဲ့အပြောတော့ခံရတယ်ဒါမဲ့ကိုရှေ့တင်နဲ့ပေါ့နော်ကိုရဲ့ရှေ့တင်မှာရန်လာဖြစ်တဲ့လူဆိုလို့လေကိုဆဲတဲ့လူဆိုလို့ကျမရဲ့ဘဝမှာပေါ့အခုကျမဆိုအသက်30ကျော်နေတော့ဘဝမှာတယောက်ပဲရှိသေးတယ်ကိုဆဲတဲ့လူလေဘယ်လိုလဲဆိုလို့ရှိနေအဲ့ဒါကျမရဲ့တငယ်ချင်းသူကနေပြီးတော့ငါခင်နေတာပေါ့နော်ကောင်းတဲ့ကွက်ကလေးရဆိုးတဲ့ကွက်ကလေးပြောပြမှာခံရတဲ့ကွက်ကလေးရပေါ့နော်အဲ့ဒါဘာလဲဆိုရင်အဲ့တငယ်ချင်းကအရန်ခင်တော့ကျမရှိကိုလာလဲတာသူကကျမကချင်းပြင်းနေမှာလေဆိုင်ဖွင့်ထားတာအလှပြဆိုင်ဖွင့်ထားတဲ့ခါကျတော့သူကရန်ကုန်ကအဲတငယ်ချင်းကရန်ကုန်ကအဲ့တငယ်ချင်းကျမရှိကိုလာလဲတော့သူကကျမရှိမှာအလုပ်လုပ်ရင်းလာလဲရင်းနဲ့ပေါ့နော်အဲ့နဲ့ကျမလှစာလဲပေးတယ်အခက်တုံးကဆိုရင်ဘယ်လောက်ရရလဲမသိဘူးဒီလားအဲ့ဆိုတော့သူကလှစာရတဲ့ကျမရှိကလှစာရတဲ့ဟာတွေကိုသူကဘယ်လိုပြောမလဲတုံးစားပလိုက်တော့ကုံသွားတာပေါ့ကုံတော့ခါကျတော့သူကဝေးနောက်လာကျရင်သူပြန်တော့မယ်ဆိုသူကဟုတ်ပြီပြန်မယ်ဆိုရင်အဲ့ဒါဆိုရင်နဲ့သူကအဲ့လကုံမှပြန်မှာနော်လကုံရင်ပတ်စံရတယ်အဲ့ပတ်စံကလမ်းစိတ်ကိုလောက်တယ်သူကအဲ့အပြင်ကိုမှဝေးရှိမှာပတ်စံချေးသွားတာလို့တသိန်းလား3000လား5000လားမသိဘူးပေါ့နော်အဲ့လောက်ချေးသွားအဲ့ဒါကိုသူကအဲ့သူရောက်လို့ရှိရင်နဲ့ချစ်ချင်းပြန်ဆက်မယ်ပေါ့နော်တူကောင်လေးရှိအဲ့တူကောင်လေးရှိမှချေးပြီးတော့ပြန်ဆက်မယ်ဆိုပြီးမှဝေးကိုပြောတာဝေးဟုတ်ပြီပေါ့အဲ့ဆိုရင်ဝေးဖုံးမဆက်ပါဘူးအဲ့မျိုးပြောတဲ့ခါကျတော့တလား2လားလောက်နေတော့ဝေးကဖုံးဆက်တော့သူကပေးမယ်နော်တဲ့တခါပြန် Messenger တွေကနေပေးမယ်နော်နဲ့ပြောလိုက်တော့တခါခဏနေကြတော့လေပေးမယ်နော်နဲ့ပြောလိုက်တယ်ခဏပေးမယ်နော်နဲ့ခေအဲ့နဲ့သူ့ကိုပြောရမနော်နင်းပေးမယ်ဆိုပေးနိုင်မှာပေါ့နော်ငါတဲ့အခုတဲ့ရန်ကုန်မှာဆိုတိုက်ခန်းအပေါ်ရောက်နေရပေါ့အခုအောက်ရောက်နေလို့တဲ့အပေါ်ရောက်နေလို့နဲ့လေ तू ကလေမပေးဘူးတင်မလားအဲ့ခါကျတော့နင်းပေးနိုင်မှာပြောဆိုအဲ့ဒါနောက်တစ်ခေါက်ကျတော့နင်းမပေးနိုင်မပြောနဲ့ပေးနိုင်မှာပြောဆိုကိုယ်ဆဲသွားတယ်တင်မလားအဲ့လိုမျိုးကြီးပတ်စံလဲချီးပေးခံရတယ်တင်မလားအဆဲလက်ခံရတယ်အဲ့ကြောင့်မို့ပတ်စံနေများအခုတည်းလုံးဝမချီးပေးတော့တာဝေးရနော်အဲ့ဒါလေးလာပြောပြတာပါဆဲခံရတာ